အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့ copy sign တွေအတွက်ပေါ့နော် copy sign တွေအတွက်ကျွန်တော်တို့ copy sign border တွေအတွက်ကျွန်တော်ဒီ campaign ခုံလေးတွေက5-6လနေသူ့ရဲ့ဒီအသားတွေကဝိတ်ကထိုင်မှများပြီဒီချိုးသားတွေကနေမှဆွဲဖြဲသလိုဖြစ်ပြီးတော့ပြက်ကုန်ကြပါပေါ့နော်အဲ့တော့ထက်ချုံမဲ့အစားကျွန်တော်တို့ဒီမှာကြိုးလေးတွေအဲလိုကြိုးခေါ်ပေါ့နော်တပိတ်တာမှာ2800 3000ဝန်းကျင်ပဲရှိရဒီကောင်လေးနဲ့ကျွန်တော်တို့ရက်ပြီးတော့မှဒါမျိုးလေးလောက်လိုက်ရင်နှစ်3နှစ်လောက်ကတော့လှည့်မကြည့်ရတော့ဘူးနော်ဒါကြံပေးရပါထက်ချုံမဲ့ဆိုရင်လည်းကားကြီးမိုးကပဲဖြစ်ဖြစ်မိုးကသာဘယ်လောက်ကောင်းထိုင်ပါများပါဒီကောင်လေးကဒီချိုးချောင်းကြီးတွေကနေမှဆွဲဖြဲသလိုဖြစ်ပြီးဆွဲဖြဲသလိုဖြစ်တဲ့အတွက်5-6လပဲခိုင်တာပေါ့နော်အဲ့တော့ဒီလိုကြိုးလေးတွေကိုကျွန်တော်တို့ကောင်းကောင်းကြည့်တတ်တယ်ဆိုရင်ဒါမျိုးကြိုးလေးတွေဝယ်ပြီးတော့မှထိုးတာပို့ပြီးတော့မှအဆင်ပြေပါတယ်လို့အကြံပြုပြရတယ်ဟုတ်ကျွန်တော်ဆိုရင်ဒီမှာဒါလည်းတခြားလားပြလားဒါလေးဆိုရင်ပြီးသွားပြီပေါ့နော်ဒီကောင်ကတော့ကျွန်တော် crossing ပြေးတာ crossing ပြေးပြီးမှအလေရတွေမှာကျိုးနဲ့ပြန်ပြီးတော့မှကုတ်ထားပေါ့နော်ဒီကောင်လေးဒီမှာဒီကောင်လေးကျတော့အလေနည်းနည်းလေးပိုးခံတော့အလေတန်းလေးပါပြန်ထည့်ပေးထားတာဒါကတော့ရိုးရိုးဘက်ပေါ့ဒါကတော့ကြိုးရမ်းကုန်တယ်ဒါနှစ်ထပ်ကြာမှာပေါ့အဲ့လိုမလို့ချင်လို့ကြိုးဘတ်ဂျက်ရှော့တဲ့အနေနဲ့မှာသွားကြတော့ crossing ပြေးပြီးမှအကုန်လုံးပြည့်ရွေးတဲ့အချိန်မှာရန်နဲ့ဖြစ်သွားပါပေါ့ဒီလောက်ပါပဲရပြီ